ဒီ MIPA College မှာဒီမန်းလေးမှာပေါ့နော်ညီမလေးကအောင်ကန့်ဘတ်တက်ခဲ့ပါတယ်တက်တဲ့ချိန်မှာပေါ့နော်ဒီမှာအကြောင်းစုံကျောင်းသားတွေအများစုနဲ့လည်းနေဝေးဘက်ကလူတွေနဲ့တငယ်ချင်းတွေနဲ့တွေ့ရတယ်ဒီမှာဆို festival ပွဲတွေမှာဆိုရင်လည်းများတော့ပင်ကျောင်းဘက်ကနေပြီးတော့နော်အများဆုံး festival ပွဲတွေကိုဆင်းလိုက်လုပ်ပြီးဥပမာအခုကဒကြံနာနီးနီးပြီဆိုတော့ဒကြံမှာဆိုရင်လည်းညီမတို့ festival အနေနဲ့ကျောင်းကနေပေါ့နော်မုံလုံးရေပေါ်တွေကျွေးတာပြီး step by step ပေါ့နော်သူတို့လုပ်ငန်းသဘောအရဒီမှာကလေးတွေ festival ပွဲတွေလုပ်ပေးတာကိုလည်းအများစုလုပ်ပေးတာကိုတွေ့ရပါတယ်။ကျမနာမည်ကမောင်လေးလေးဖြစ်ပါတယ်။ကျမက MIPA မှာ Human Resource Management ပါဝင် program လေးကိုတက်ရောက်ခဲ့ပါတယ်။ကျမကဘာဖြစ်လို့ program လေးကိုတက်ရောက်ခဲ့တာလဲဆိုလို့ရှိရင်ဒီလေးလာခဲ့တာလဲဆိုလို့ရှိရင်တို့အတွက်တင်ယူလေးလေးပြောချက်တွေရှိလာတာကိုမြင်နေရလို့ပါရှင်။အထူးသဖြင့်ကျမအနေနဲ့ Human Resource Management တက်ပြီးတဲ့နောက်မှာHuman Resource Management တက်ပြီးတော့ professional skill တွေကတိုးတက်လာပါတယ်။ personal မဲမှာဆိုလို့ရှိရင် personality ခိုင်းမှာဆိုလို့ရှိရင်တစ်ဖက်သားကိုစောင့်နားလေးမျိုးရှိရှိနဲ့ချင်းကပ်တက်လာတယ်။နောက်တစ်ခုက leadership ဘက်မှာဆိုလို့ရှိရင်လည်းပို့ပြီးတော့အရေးကြီးလာပါတယ်ရှင်။အဲ့လိုတိုးတက်ပြောင်းလဲမှုတွေကြောင့်မလို့ပဲလက်တွေ့ကြကြတိုးတက်ပြောင်းလဲမှုတွေကြောင့်မို့ကျွန်မကဒီသင်တန်းတွေကို program လေးခုထိတက်ရောက်ခဲ့တာဖြစ်ပါတယ်။ MIPA မှာလုပ်တဲ့ activity တွေမှာဆိုရင်ညီမကတော့ group presentation နဲ့ထွေသွားရတဲ့ဟာတွေကိုကြိုက်ပါရဲ့ရှင်။အခုဆိုရင်ပေါ့နော် MIPA College မှာ17နှစ်ပြည့်ဖွင့်တာ17နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက်ညီမအနေနဲ့စူတောင်းစကားလေးတစ်ခုတော့ပါကြပါတယ်။အဲ့မှာဆိုရင်ဒီ MIPA College ကိုလာရောက်ပြီးတော့နောက်ထပ်တက်ရောက်မဲ့ဒီကလေးတွေနောက်ထပ်လူငယ်လူသားတွေနောက်သားတွေအကုန်လုံးအမှန်ကန်နဲ့ရွေးချယ်ပြီးတက်မြောက်နိုင်ပြီးတော့ဒီကြောင်းကြီးလည်းဆက်လက်ပြီးတော့ဒီတန်းခိုင်မြဲပြီးတော့ရေရှည်မှာ global ထိသွားနိုင်တဲ့အကြောင်းဖြစ်နိုင်ပါစေလို့ဆုတောင်းပေးပါရရှင်။ MIPA ကျောင်းတော်ကြီး17နှစ်ပြည့်မှသည်နောက်နှစ်ပေါင်းများစွာအထိဆက်လက်တည်တံ့အောင်မြင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။